ကဘာပေါ်မှာပထမအဦးဆုံးလူတက်မှုတင်းတို့စဉ်းစားမိကြလားကဘာပေါ်မှာလူတက်မှုအများကြီးရှိတဲ့တဲ့ကနေဘယ်ဟာကပထမအဦးဆုံးလူတက်မှုလဲဆိုတာကျွန်တော်မနေ့ညကစိတ်တစလူတက်ကကြည့်နေရင်စဉ်းစားမိခဲ့ကဘာပေါ်မှာပထမအဦးဆုံးဖြစ်ခဲ့တဲ့လူတက်မှုကိုဒီမိကွန်းတက်ကျွန်တော်မှဖြေရှိပါတယ်ဟုတ်ပါတယ်ကာအိနာပါဒီနေရာမှာကာအိနာဘာလို့လဲဆိုတော့မသိရတဲ့သူအတွက်ကျွန်တော်ပြောပြပါမယ်ကာအိနာဆိုတာအာရန်နဲ့အေဝါရဲ့တားပါဒါဆိုကာအိနာကဘာလို့တက်ခဲ့ရလဲဟုတ်ပါတယ်သူ့ညီအာဗီလာကိုတက်ခဲ့တာပါဘာလို့တက်ခဲ့ရလဲ ဒီအကြောင်းအရာကိုသိဖို့အတွက်သူတို့အကြောင်းကိုကျွန်တော်လေ့လာကြည့်အောင်ကပ္ပဦးကျမ်းအခန်းကြီး၄မှာသူတို့အကြောင်းကိုဖော်ပြထားဖြစ်တယ်အဲဒါကြောင့်မို့ကျမ်းစာထဲမှာလည်းတွက်လေ့လာအောင်ရပါတယ်ကာအိနာကတော့လဲလောက်တဲ့သူလို့မြင်ရပြီးသူ့ညီအာဗီလာကတော့တိုးကြောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတာကိုမြင်ရတယ်အချိန်ကာလတစ်ခုရောက်လာတော့ဖျားသခင်ကိုရစ်ပူဇော်ဖို့အချိန်ရောက်လာပါပြီအဲ့ဒီအချိန်မှာကာအိနာကသူ့ရဲ့လေယာတီးနှံတွေကိုယူခဲ့ပြီးအာဗီလာကလည်းသူ့ရဲ့တိုးတွေထဲမှာအပြစ်အနာစာမရှိတဲ့တိုးကိုယူလာခဲ့ပါတယ်သူတို့ညီကိုနှစ်ယောက်လုံးဖျားသခင်ကိုရစ်ပူဇော်ကြပါတယ်ဖျားသခင်ကညီဖြစ်တဲ့အာဗီလာရဲ့ရစ်ပူဇော်တဲ့အရာကိုလက်ခံနိုင်တယ်အကိုဖြစ်တဲ့ကာအိနာရဲ့ရစ်ပူဇော်တဲ့အတီးနှံကိုကတော့လက်မခံခဲ့ဘူးဒီနေရာမှာကာအိနာရစ်ကိုဘုရားသခင်ကဘာကြောင့်လက်မခံခဲ့ရတာလဲဆိုတာကိုကျမ်းစာထဲမှာတိကျကျဖော်ပြထားပေမဲ့ကျမ်းပြုဆရာတွေနဲ့တရားဟောဆရာခရစ်ယာန်တရားဟောဆရာတွေကတော့ကာအိနာရဲ့လေတီးနှံတွေထဲမှာတချို့အတီးနှံတွေကပုတ်နေတယ်အထဲမှာပုတ်နေတယ်လို့ပြောကြပါတယ်တချို့တော့ခရစ်ယာန်တရားဟောဆရာတွေနဲ့ကျမ်းပြုဆရာတွေကတော့ကာအိနာကစိတ်နှလုံးဖြူစင်လို့သူ့ရဲ့နှလုံးသားကမလှလို့ပြောကြပါတယ်ဒါတွေကိုခဏထားပါအခုကာအိနာတင်းနေပါပြီသူ့ရဲ့ရစ်ကိုဘုရားသခင်ကလက်မခံတာကြောင့်ပါဒီနေရာမှာသူအပြစ်လုပ်မိသွားပါပြီဘာအပြစ်လုပ်မိသွားလဲဆိုတော့နံပါတ်1သူ့ရဲ့ရစ်ကိုဘုရားသခင်ကလက်မခံတာကြောင့်မို့သူကဘုရားသခင်ကိုတင်းတယ်ဒီနေရာမှာအချင်းချုပ်ပြောရရင်ဘုရားသခင်ကသူ့ရဲ့ပြစ်ကိုဖြေဖို့အတွက်တကားနောက်မှာတိုးရှိတယ်အဲတိုးကိုရစ်ပူဇော်ပြီးအပြစ်ဖြေခိုင်းပါတယ်ဒါပေမဲ့ကာအိနာမလုပ်ပါဘူးသူ့ညီကိုခေါ်ပြီးလေတော့တွားပါတယ်လေတော့ရောက်တော့သူ့ညီကိုရံပြုတ်ပြီးသူတက်လိုက်ပါတယ်ဒါကတော့ကဘာပေါ်မှာပထမဦးဆုံးဖြစ်ခဲ့တဲ့လူတက်မှုပါကျောင်းရရဲ့အနောက်ကာအိနာဘာဆက်ဖြစ်သွားတယ်လဲဆိုတာသိချင်တော့ကဘာဦးကျမ်းအခန်းကြီး၄မှာတွားလေ့လာရပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမဦးဆုံးဗီဒီယိုဖြစ်တဲ့အတွက်ဒီလောက်ပါပဲနာစီးနေဖြစ်တဲ့အတွက်နှာခေါင်းတန်လေးပါနေတဲ့အရာကိုလည်းခွင့်လွှတ်ပေးကြပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ရအောင်